ရသော်ဗျာရဲ့လမ်းညွှန်ချက်ကဘာပဲလှုပ်လို့မင်းပေါ်တန်တန်လှုပ်နေမအောင်မြင်ဘူးပေါ်တန်တန်မလှုပ်နဲ့တလေးတစားလှုပ်ပေါ်တန်တန်လှုပ်တဲ့လူတွေကိုနောက်ချန်ထားခဲ့မှာတလေးတစားလှုပ်တဲ့လူကရှေ့ရောက်သွားအပြင်းထူပြီးတော့အိမ်မောကြမနေနဲ့အများတိုးတက်နေတဲ့ခေတ်ကြီးထဲမှာကိုဟာနောက်ကျကြရင်မှာပဲဖြစ်တယ်လို့ဆိုလို့စီးပွားလုံးလဲနောက်ကျကြရင်မှာပညာသင်လဲနောက်ကျကြရင်အတွေးခေါ်လဲနောက်ကျကြရင်အားလုံးကနောက်ကျကြရင်ဒီလိုဆိုလို့တယ်ပေါ့နော်အားရင်မရှိတဲ့မြင်းပိန်ကိုအင်အားကောင်းတဲ့မြင်းကဖြတ်နဲ့ကြော်တက်သွားတယ်ချမ်းနေတယ်ဟိုမြင်းကဘယ်လောက်ထိကြံတော့ဆိုရင်နမနဲ့ချိန်လိုက်မယ်ဆိုတော့3ညထီအောင်ရောက်သွားစီရိုအောက်ထီအောင်ကြံနေဟိုကတက်သွားပြီအဲ့လိုဖြစ်တာနော်အဲ့ဒီအဓိပ္ပာယ်မျိုးဟာတကယ်ပဲလူတွေဘာလို့အလုံးအတွက်မြတ်စွာဘုရားလမ်းညွှန်ပြသတဲ့အဆုံးအမတရားတော်တွေပဲဖြစ်တယ်ပေါ့ဘာလို့ကိုရတဲ့အနေအထားတစ်ခုကိုရင်မှုမနေနဲ့သေသေးချာချာသိအောင်တလေးတစားကြိုးကြိုးဆဆလုပ်အသိဉာဏ်နဲ့လုပ်အပြင်းထူပြီးတော့အိမ်မောကြမနေနဲ့ကိုယ်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာမသိတာကိုဒီနေရာမှာအိမ်မောကြနေတယ်လို့ခေါ်တာနော်သူများတွေဘလို့ကြီးပွားတိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြအိပ်ပျော်နေတဲ့လူကဘာမှမသိဘူးလေဘယ်သူတွေကြီးပွားတိုးတက်နေတယ်ပညာရည်ချင်းဘလို့တိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြတာနိုးကြတက်ကြွနေတဲ့ပုဂ္ဂိုလ်တွေကတော့ဂရိဘာဖြစ်တယ်နိဗ္ဗာန်ဘာဖြစ်တယ်ရှေ့ကိုကြော်ပြီးတော့သိနေကြကိုသွားမဲ့လမ်းကြောင်းလည်းဖြောင်းတန်းအောင်ဖြောင်းဖြောင်းတန်းတန်းသိနေကြနိုးကြနဲ့အသိဉာဏ်ရှိသွားနဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာခုနလိုအပြင်းထူတဲ့ပုဂ္ဂိုလ်တွေကိုလည်းနောက်ချန်ထားခဲ့မှာဖြစ်တယ်မေးလျော်ပြီးတော့ရှင်မှုနေတဲ့ပုဂ္ဂိုလ်တွေကိုလည်းနောက်ချန်ထားခဲ့မှာဖြစ်တယ်ပိန်းနေတဲ့အားမရှိတဲ့မြင်းကိုလင်မြန်ဖြတ်လက်တဲ့မြင်းဟာဖြတ်ကျော်သွားသလိုမိုင်ပေါင်းများစွာနောက်ကျရင်မှာဖြစ်တယ်ဟောဒီသဘောကိုပြောတယ်နော်နိဗ္ဗာန်သွားတယ်ဆိုလည်းပဲဒီပုံစံပဲတန်တရားဟုတ်ကလွတ်ဖို့ကြိုးစားအားထုတ်ရင်လည်းပဲဒီပုံစံအဲ့တော့မြတ်စွာဘုရားရဲ့ဒီအဆုံးအမဟာလူရန်စာအသီးသီးအတွက်ဆုံးမကျင့်တာဖြစ်တယ်အားလုံးဟာစီးပွားလုပ်ပြီဆိုရင်ဘာလုပ်မလဲပညာသင်တယ်ဆိုရင်ဘယ်လိုလုပ်အောင်ဆိုပါတော့ပညာသင်ပြီဆိုတဲ့အခါမှာသူတကားတွေအပျော်ပါလိုက်စားနေတဲ့အချိန်မှာကိုကစာအုပ်တွေများများဖတ်မယ်အသိပညာတွေရအောင်များများမှတ်မယ်ဟိုလူကစာအုပ်ကိုခေါင်းခုအိတ်နေစဉ်ကိုက50အုပ်ပြီးသွားပြီဆိုတယ်ခေါင်းထဲမှာအသိပညာတွေရောက်လာတယ်ဟိုကတစ်လုံးမှမရောက်သေးဘူးတချို့လည်းစာအုပ်ခေါင်းခုအိတ်ရင်ခေါင်းထဲမှာစာတွေများဝင်လာမလားအောင်မေ့လားမသိအဲ့ဒါလို့မိလျော့ရော့ပညာရေးမှလည်းပဲမကြိုးစားတဲ့ပုဂ္ဂိုလ်နဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာအများကြီးကွာခြားသွားတယ်ခြံပစ်ခဲ့တယ်ကြိုးစားတဲ့လူကဂုံတူးပေါင်းမြောင်များစွာနဲ့ထက်တန်းရောက်သွားဘွယ်ရီဂုံတူးရသွားတယ်စီးပွားလုပ်တဲ့အခါမှာလည်းပဲထို့တူပဲကြိုးကြိုးစားစားနဲ့အထုတ်ရှာဖွေတဲ့ပုဂ္ဂိုလ်မကြခင်ပဲစီးပွားဥစ္စာတွေတိုးတက်များပြားလာပြီးတော့ရှေ့ကျော်တက်သွားတာတမန်မကြိုးစားပဲနဲ့လုပ်နေတဲ့ပုဂ္ဂိုလ်တွေကနောက်တန်းကျန်ရတဲ့ဒီလိုဆိုလိုတာနော်အဲ့တော့နိဗ္ဗာန်သွားမယ်ဆိုလို့ရှိရင်လည်းပဲမိလျော့ရော့ပြောပါတွေလိုက်စားပြီးတော့နေတဲ့ပုဂ္ဂိုလ်မလျော့ကျိုးပန်းအထုတ်ပြီးတော့နေလားညာလားတရားသူတရားမြတ်ကိုမျှော်မှန်းပြီးတော့နေစဉ်တဲ့အမြတ်
တရားဓမ္မကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်အရင်ရောက်သွားတာဟိုလူကိုတန်တရားတဲ့ခြံခဲ့မှာပဲဖြစ်တယ်ပေါ့တန်တရားထဲမှာခြံထားခဲ့မှာပဲဧကမဂုံအာယုန်နေနဲ့တမိတမောနဲ့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်ကိုလည်းနိုးနိုးကြာကြာကြိုးစားနေတဲ့ပုဂ္ဂိုလ်ဟာတန်တရားထဲမှာခြံထားခဲ့မှာပဲတန်တရားတွေကလွတ်သွားကြပြီကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာရှေ့တန်းရောက်သွားကြတယ်လို့ဒီလိုဆိုတယ်နော်